အောင်ကြကပ်ပြီးနံစံမြန်ရမူရာလောင်လီလောင်ဗုဒ္ဓလောင်လီလောင်ဗုဒ္ဓမြတ်ဥယျာဉ်သာမကြာထွက်ခွာသွားလေးပါရဲ့သူအိုသူနာသူသည်မြင်းမြတ်လျင်ဆွဲစိတ်လန့်ဝေလူတိုင်းရဲ့